မင်္ဂလာပါချစ်တငယ်ချင်းတို့ရေဒီနေ့အမကဝိတ်တော်များတယ်ဆိုတော့ဝိတ်ချချင်တယ်အတွက်ကြောင့်မို့အမ online shopping မှာချောကလက်ကာဖလိုမျိုးဝယ်တယ်ပေါ့နော်ဒီမှာတောက်ကြည့်ရမယ်သူပြောတာတော့အစာသူ့ကိုတောက်လို့ရှိရင်အစာလဲခံတယ်တိတ်မစားတော့ပြီးလို့ရှိရင်အစီတွေကိုလည်းသူဖြတ်ပေးတယ်ပေါ့နော်ဒါချောကလက်ဝိတ်ကြတာလည်းမဟုတ်ဝိတ်ကိုအစီကိုခြေပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့အမလာတောက်ကြည့်မယ်ကြည့်ရပိန်လာမလားမပိန်လာဘူးလားအခုအမအလေးချိန်ဘယ်လောက်စီးလဲ80လောက်စီးပါပြီထင်ပါတယ်ကိုလည်းကိုသိတယ်ဘလို့ပဲချက်ချလို့မရဘူးအဲ့ဒါကြောင့်ဒီဟာထောက်ပေါက်လေးပေါ့နော်ချောကလက်လေးချောကလက်ကာဖလေးအဲ့ဒါဝယ်တောက်ကြည့်တယ်ကဲရတာဘလို့လဲမသိဘူးပေါ့နော်သူ့ထဲမှာပါလာဒီလိုမျိုးဒီမှာအထက်အထုတ်လေးကသေးလေးဒီတစ်ဖာကိုအထုတ်90ပါတယ်ဈေးနှုန်းကတော့290ပေါ့နော်အဲ့ဒါခဏနေအမတောက်ကြည့်မယ်သူတခင်ပြောတာကတော့ဒါလေးကိုရေနေနဲ့ဖြော်ပြီးလဲရေအေးနဲ့တောက်ရတာပေါ့နော်ရေအေးထည့်ပြီးတော့တနေ့ကုန်တောက်အဲ့ဒါဆိုရင်ကိုစားဒီစားမစားချင်တော့ဘူးအဲ့ဒါကြည့်ပေါ့နော်ဘလို့လာမလဲအမလောက်တာအမျိုးစုံပဲတောက်လာလဲအမျိုးစုံပဲမပိန်လာဘူးအဲ့ဒါကြောင့်မို့ဒီဟာဒီကဖဲကိုတောက်ဆန်းကြည့်မယ်တောက်ဆန်းပိန်တယ်ဆိုရင်အဆင်ပြေတယ်ဆိုရင်အမဆက်တောက်မယ်အဆင်မပြေတော့လဲကိုဆိုင်တာလားဒီဟာပဲမကောင်းဟောအစားလာပေါ့နော်အဲ့ဒါကြောင့်မို့အရင်စမ်းကြည့်မယ်သူရတာဘလူးလာမယ်ဆိုတော့အပူနော်ဒါအပူနဲ့ယူနေနဲ့ဖြော်တာတောက်ကြည့်မှာပေါ့နော်ချိုးတယ်ချောကလက်နိုင်မရေခဲနဲ့လည်းထဲတောက်ပေါ့နော်သူပြောတာရေခဲနဲ့ထဲတောက်ရင်အရသာလို့ဒါပြောမဆိုချောကလက်ကခွဲလို့ပဲပေါ့နော်ရေခဲနဲ့ထဲတောက်တော့ပိုကောင်းတယ်အရသာဘလို့လဲအေးလေးနဲ့ဟိုအချိုရေတောက်လို့ပဲပေါ့နော်အဲ့ဒါကြောင့်သူကဒီရေခဲနဲ့ထဲတောက်တနေ့လုံးအစာခံတယ်ဟိုနည်းနည်းမစားချင်ဘူးပေါ့နော်အဲ့ဒါတထုပ်လောက်ကောတောက်ဆန်ကြည့်ပါပေါ့နော်